Hi အားလုံးပဲမင်္ဂလာပါစေတနာရှင်ကိုစွမ်းတူဒီ channel ရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲမနက်ဖြန်မတ်လ18ရက်နေ့နေတဲ့ကဏ္ဍလေးကိုကျွန်တော်ချပြပေးသွားမှာဖြစ်ပါတယ်မနက်ဖြန်မတ်လ18ရက်နေ့ရဲ့အကောင်းဆုံးနေကုန်ကီး6-9ဖြစ်ပါတယ်အကောင်းဆုံးနေကုန် break ကလည်း6-9 break ပဲဖြစ်ပါတယ်6-9 key 6-9 break အကောင်းဆုံးနေကုန် origin 9-3 ညဝင်နေချိန်မွေးကနမှာ60ပါတယ်90ပါတယ်နော်မနက်ဖြန်မှာအဲ့ကန2ကွက်ပါမှာနော်မင်းကွက်2ကွက်60 90တကွက်ကောင်က30အပီးခွေကစားခြင်းရင်6-9 ညအပီးခွေကစားလို့ရပါတယ်နော်နေကုန်ခွေတကယ်လို့အဲ့ကဏ္ဍတွေကမနက်ပိုင်းမှာထွက်ခဲ့ရင်ကျွန်တော်ညနေကိုနောက်ထပ် key post တင်ပေးမယ်နော်6-9 key 6-9 break နေကုန် origin က9-3 ည origin နေကုန်အခွေ6-9 ညအခွေနော်အပူကအစောကြီးထွက်တာဆိုတော့3တော့ထားအပူနဲ့ထပ်ပူနိုင်ရနော်ဝေဒနာသမားတွေကျတော့6နဲ့ပတ်သက်တာ